အားလုံးပဲမင်္ဂလာပါနဲ့ပြည်သူများပါစေ Midnight Football Talk ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီရက်ပိုင်းလေးမှာကျွန်တော်နယ်လီအလုံးရှုပ်နေတော့ကြောင့်ဗီဒီယိုလေးအောင်မတင်ပေးပြဘူးပေါ့နော်ဒီနေ့မှာဆိုလို့ရှိရင်တော့ကျွန်တော်ဒီ England Premier League ပွဲစဉ်စနေတင်းဦးတွေတင်းနှင်းလာ3ရက်ကန်တဲ့ပွဲစဉ်တွေတော့ပြီးသွားပြီအခုချိန်မှာဆိုရင်တော့ကျွန်တော်နောက်ထပ် focus လုပ်ရမယ့်ပွဲစဉ်တွေကတော့ကျွန်တော်ဒီဗီဒီယိုရိုက်တဲ့ချိန်နဲ့တင်တဲ့ချိန်တောင်မှနယ်လီကတ်နေပြီပေါ့နော်ဒါ Champions League ပွဲစဉ်တွေဘက်ကိုကျွန်တော်ကပြန်ပြီးတော့ focus လုပ်သွားမှာလည်းဖြစ်တယ်ကျွန်တော်မြန်မာစံတော်ချင်းဒါအင်္ဂါနေ့ညပေါ့နော်ဗုဒ္ဓဦးနေ့မနက်အစောပိုင်း2နာရီခွဲမှာဆိုလို့ရှိရင်တော့ Champions League ပွဲစဉ်တွေပွဲကောင်းလေးကန်မှုရှိရတယ်တကယ်တော့15မှာကလေးကစကန်ပါဒါပေမဲ့အဲ့12ပွဲတွေကျတော့တိတ်ပြီးတော့အကျိတ်နဲ့မရှိနိုင်တာဖြစ်တော့ကျွန်တော်အဲ့ဒါတွေတော့မလုပ်ပေးတော့ဘူးပေါ့နော်2နာရီခွဲမှာပဲစပြီးတော့ကျွန်တော်လုပ်ပေးမယ်ကျွန်တော်ဒီမှာဆိုလို့ရှိရင်တော့3ပွဲရွေးချယ်ပေးထားတယ်ပေါ့နော်ဘာလဲဆိုလို့ရှိရင်တော့ Chelsea ပွဲရယ် Man City ရယ်ပြီးတော့ Newcastle ရယ်အဲ့3ပွဲကိုပဲအဓိကထားပြီးတော့ရွေးထားပေးတယ်ဘာလို့ရွေးပေးထားလဲဆိုလို့ရှိရင်တော့အကျိတ်နဲ့လည်းဖြစ်မယ်လို့ထင်ရလို့ပေါ့နော်ကျန်တဲ့ပွဲစဉ်တွေကကြတော့နာပိုလီတို့ဘာတို့ကတော့ကွာတာဘက်တို့ဘာတို့နိုင်မယ်လို့ပဲခံစားရတဲ့အတွက်ကြောင့်အရင်ကြီးအကျိတ်နဲ့ဖြစ်မယ်လို့လည်းမခံစားရတဲ့အတွက်အပွဲစဉ်တော့ကျွန်တော်မရွေးပေးတော့ဘူးပေါ့နော်စလိုက်အောင်ပထမဆုံးဒီ Chelsea ပွဲနဲ့ပဲစအောင် Chelsea ကဒီနေ့ညမှာ2နာရီခွဲမှာ England Stamford Bridge မှာတစ်ဖက်က FC Barcelona ကိုအခမ်းပြီးတော့ရင်ဆိုင်ရှမန်ကစားတော့မှလည်းဖြစ်တယ်ပေါ့နော်ဒီပွဲစဉ်ကတကယ်ကိုအကျိတ်နဲ့ဖြစ်မဲ့ပွဲစဉ်ပေါ့နော်ဒီနေ့တင်းကြားမှာလည်းရန်ညိုးရန်စားတယ်အများကြီးရှိတာတွေဖြစ်တဲ့အတွက်ကြောင့်ဒီပွဲစဉ်ကအကျိတ်နဲ့ဖြစ်ပြီးတော့လေးကြည့်ကောင်းမဲ့ပွဲတေချာဘောက်ကို AE ကတော့ပြတ်ဦးမှာပေါ့နော်ကျွန်တော်တို့ဆိုလို့ရှိရင်သွားတာပဲပေါ့နော်ဒီ Manchester United ပွဲတော့လည်း AE ပြတ်တယ်အင်္ဂါနေ့လည်းပြတ်တယ်ဗုဒ္ဓနေ့လည်းဆက်ပြီးတော့ AE ပြတ်မဲ့ပုံစံမျိုးတော့ဖြစ်သွားတာပေါ့နော်ဒီနေ့ head to head ကိုပဲကျွန်တော်စကြည့်မယ်ဆိုလို့ရှိရင်တော့နောက်ဆုံး2ကြိမ်ဝင်နီးဆက်ပြောလိုက်မှာဘာလို့လဲဆိုတော့တချို့ဟာတွေကနည်းနည်းနှစ်ကာလဝေးသွားပြီဆိုတော့အရန်ချားသွားပြီဖြစ်တဲ့ကြောင့်ကျွန်တော်အဲ့ဒါတွေထည့်ပြီးတော့မပြောပြီးတော့ဘူးပေါ့နော်နီးဆက်ပြောမယ်ဆိုလို့ရှိရင်2028တုန်းကသူတို့2ကြိမ်တွေ့ခဲ့ဘူးတယ်အဲ့တုန်းကဆိုလို့ရှိရင်တော့ဒါ group stage ပေါ့နော် group stage မှာတုန်းကဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ Barcelona အသင်းကအသာရခဲ့တယ်လို့ပြောလို့ရတယ်ဘာစီလိုနာအသင်းအိမ်ကွင်းမှာဆိုလို့ရှိရင်တော့ဘာစီလိုနာ3-0ဆိုတဲ့ result နဲ့အနိုင်ရခဲ့ပြီးတော့ Chelsea အသင်းရဲ့အိမ်ကွင်းမှာတော့ဆိုလို့ရှိရင်တော့1-1တည်ကြခဲ့တာကိုတွေ့ရတယ်။အဲကြောင့်မလို့ head to head မှာဆိုရင်တော့ဘာစီလိုနာအသင်းကအနှဲငယ်လေးအသာရနေတယ်လို့ပြောလို့ရတယ်။သူတို့ဒီ Chelsea အသင်းရဲ့အိမ်ကွင်းဆွမ်းဆောင်ရင်နောက်ဆုံး3ပွဲကိုကျွန်တော်တို့တစ်ချက်လောက်ကြည့်ကြည့်အောင်။ကြည့်ရမယ်ဆိုလို့ရှိရင်တော့ Chelsea ကနောက်ဆုံး3ပွဲမှာဆိုလို့ရှိရင်တော့တပွဲတည်းရှုံးပြီးတော့2ပွဲနိုင်ထားတယ်။နိုင်ထားတဲ့ပွဲစဉ်တွေမှာဆိုလို့ရှိရင် Champions League မှာ IS ကို 5-1 နဲ့နိုင်တယ်။Sunderland ကိုတော့ Premier League မှာပြန်ပြီးတော့ကြောင်းတောင်ဖြစ်ပြီးတော့2-1နဲ့ပြန်ပြီးတော့ရှုံးသွားတယ်ပေါ့နော်။အဲ့ဒါပြီးတော့တဲ့အချိန်မှာတော့ Wolves အသင်းကို Premier League မှာ3-0ဆိုတဲ့ result နဲ့အနိုင်ရခဲ့တာလည်းရှိတယ်ပေါ့နော်အကြောင်းမလို့ Chelsea တဲ့အင်္ဂွင်းဆွမ်းဆောင်ရင်နည်းနည်းလေးကောင်းတယ်လို့ပြောလို့ရတယ်ဒါတပွဲပဲရှုံးထားပြီးတော့ရှုံးထားတဲ့တပွဲကလည်းမထင်မှတ်ပဲနဲ့ရှုံးသွားတဲ့ပွဲဖြစ်တဲ့အတွက်ကြောင့် referee ပြန်ပြီးကြည့်မယ်ဆိုလို့ရှိရင်တော့ Chelsea တဲ့အင်္ဂွင်းဆွမ်းဆောင်ရလည်းတော်တော်လေးကောင်းတယ်လို့ပြောလို့ရတယ်တစ်ဖက်ကကျွန်တော်တို့ Barcelona ရဲ့အဝေးကွင်းဆွမ်းဆောင်ရ3ပွဲကိုကျွန်တော်နောက်ဆုံး3ပွဲကိုကျွန်တော်ချက်လောက်ကြည့်ကြည့်အောင်ကြည့်ရမယ်ဆိုလို့ရှိရင်တော့ Barcelona ကတော့နည်းနည်းလေးအခြေအနေရင်းတယ်လို့ပြောလို့ရတယ်တပွဲရှုံးတပွဲနိုင်တပွဲတည်ကြထားတယ်ပေါ့နော်ဒါပေမဲ့တခုပြောလို့ရှိတာသူတို့ရှုံးထားတဲ့ပွဲက Real Madrid ကိုရှုံးထားရဖြစ်တော့ကြောင့်ဒါအရင်ကြီးအရှုံးကြီးရလို့တော့ပြောလို့မရဘူးဒီမှာကြည့်ရမယ်ဆိုလို့ရှိရင်တော့ Champions League မှာ Club Brugge ကို3-3တည်ကြတယ်ပြီးတော့ဒီ La Liga မှာဆိုလို့ရှိရင်တော့ Celta Vigo 4-2ဆိုတဲ့ result နဲ့အနိုင်ရခဲ့တာကြီးလည်းရှိရပေါ့နော်အကြောင်းမလို့အဝေးကွင်းစမ်းဆောင်ရင်ကတော့ Barcelona အရင်ကြီးမကောင်းလို့ပြောလို့ရတယ်အကြောင်းမလို့ခြုံငုံပြီးပြောမယ်ဆိုလို့ရှိရင်တော့ Barcelona ကအဝေးကွင်းမှာစမ်းဆောင်ရင်နည်းနည်းလေးအားနေတယ်ပြီးလို့ရှိရင် Highland Defense တင်ဆော့တာတို့နောက်ပိုင်းပွဲစဉ်တွေမှာဆိုလို့ရှိရင်သွားကြည့်လိုက်မယ်ဆိုလို့ရှိရင်နောက်ဆုံးကစားခဲ့တဲ့ Athletic Club Bilbao ကိုသတင်းမဲ့ဂိုးမပေးခဲ့ရဘဲနဲ့ကျန်တဲ့ပွဲစဉ်တွေအကုန်လုံးမှာသူ့အပြိုင်ဆိုင်ဂိုးတွေလိုက်သွင်းခဲ့တာကိုတွေ့ချင်းအပြည့်ဆိုလို့ရှိရင်တော့နောက်တန်းကလည်း Highland Defense ကြောင့်တော်တော်လေးအခြေအနေဆိုးနေတယ်လို့ပြောလို့ရတယ်အကြောင်းဒီပွဲကိုကျွန်တော်ခြုံငုံပြီးတော့သုံးသပ်ပေးရမယ်ဆိုလို့ရှိရင်တော့ Chelsea တဲ့အသာရသွားနိုင်ခြေရှိတယ်လို့ကျွန်တော်ကတော့ထင်တယ် percentage နဲ့ပဲခွဲပြီးတော့ပြောပေးမှာပေါ့နော်ဒီပွဲစဉ်မှာတေချာသွားနိုင်ခြေရှိတာကိုကျွန်တော်90%လောက်ပေးခြင်းပြီးတော့20%လောက်ကိုတော့ Chelsea တဲ့အနိုင်ရသွားနိုင်ခြေရှိရလို့ထင်တယ်10%လောက်ကပဲ Barcelona တဲ့အနိုင်ရသွားမယ်ဆိုတဲ့ခံစားချက်မျိုးလေးခံစားမိရလေးတော့လည်းရှိတယ်ပေါ့နော်ကျွန်တော်နောက်ထပ်ပွဲစဉ်တွေနဲ့ဆက်ပြီးတော့သွားလိုက်အောင်နောက်တဲ့ပွဲစဉ်တွေပွဲဆိုလို့ရှိရင်တော့ဒီ2နာရီခွဲမှာပဲရှင်မန်ကစားတော့ဖို့ရှိတယ် Manchester City နဲ့ Liverpool အသင်းတို့ရဲ့ပွဲစဉ်ကိုဆက်ပြီးတော့ဝေးသွားမှလည်းဖြစ်တယ်ဒီပွဲစဉ်ကအကျိတ်နယ်ရှိမယ်လို့ထင်ရမှာတကယ်တော့အရင်တော့အကျိတ်နယ်မရှိပါဘူးဘာလို့လဲဆိုရင်တော့ Liverpool ကအရင်တော့ Liverpool မဟုတ်တော့ဘူးတော်တော်လေးကိုကြာနေဖြစ်တဲ့ကြောင့်ဒီနေ့ညမှာဆိုလို့ရှိရင်လည်းဘယ်လိုမျိုး result ထွက်လာမလဲဆိုတာကို Man City ဘက်ကနေပြီးတော့ပဲအားပေးပြီးတော့ကြည့်ရမယ့်ပုံစံမျိုးတော့ဖြစ်တာပေါ့နော်ဆိုတော့ဒီနေ့အသင်းရဲ့ head to head ကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဒီနေ့အသင်းရဲ့ head to head တခါမှစုံတွေ့ဘူးတော့မရှိဘူးအကြောင်းမလို့ဒီဟာသူတို့ရဲ့ first time ever တွေ့ဆုံမဲ့ပွဲလည်းဖြစ်တယ်ပေါ့နော် Man City အသင်းရဲ့အိမ်ကွင်းဆွမ်းဆောင်ရင်နောက်ဆုံး3ပွဲကိုကျွန်တော်တို့တစ်ချက်လောက်ကြည့်ကြည့်အောင်ကြည့်ရမယ်ဆိုလို့ရှိရင်တော့3ပွဲစလုံးအနိုင်ရထားတာကိုကျွန်တော်တို့တွေ့ရတယ်ဘိုးမောက်အသင်းကို3-1 Champions League မှာ Dortmund ကို4-1နဲ့နိုင်ခဲ့ပြီးတော့ Liverpool အသင်းကိုလည်းအိမ်ကွင်းမှာလုံးဝ totally dominate လုပ်ပြီးတော့3-0ဆိုတဲ့ result နဲ့သူတို့အနိုင်ရခဲ့တာကိုတွေ့ရတဲ့ကြောင့် Man City အသင်းရဲ့အိမ်ကွင်းဆွမ်းဆောင်ရတော်တော်လေးကောင်းတယ်လို့ပြောလို့ရတယ်ပြီးတော့နောက်ပိုင်းပွဲစဉ်တွေမှာ Man City ကတော်တော်လေးချိန်နေတာကိုတွေ့ရတယ်တေးကြတာမှမရှိသလောက်နဲတယ်ပေါ့နော်ဂျားထဲမှာဖောက်ပြီးတော့ရှုံးတာဆိုလို့ရှိရင်တော့အဲ့ဒီပြီးခဲ့တဲ့ဒီ Premier League ပွဲစဉ်မှာ Newcastle ကို2-1နဲ့ရှုံးတဲ့ပွဲစဉ်တွေပွဲရဲ့ Aston Villa အသင်းကိုဂျား
ကြားထဲမှာ 1-0 ဆိုတဲ့ result နဲ့ရှုံးတဲ့ပွဲစဉ်တွေပွဲရပဲရှိတယ်ကျန်တဲ့ပွဲစဉ်တွေတော်များမှာတော့ရလက်ကောင်းထားဖြစ်တဲ့အတွက်အင်္ဂွင်းဆွမ်းဆောင်ရတာ Man City ကတော်တော်လေးကောင်းတယ်လို့ပြောလို့ရတယ်လီဗာပူးတင်ရဲ့နောက်ဆုံးအဝေးကွင်းဆွမ်းဆောင်ရ3ပွဲကိုကျွန်တော်တို့တစ်ချက်လောက်ကြည့်ကြည့်အောင်ကြည့်ရမယ်ဆိုလို့ရှိရင်တော့အရန်ကြီးဆိုးရွားလာတဲ့အနေအထားတစ်ခုမှတော့မရှိဘူးဗျပြောရမယ်ဆိုလို့ရှိရင်တော့ဒီပိုကယ်ဖလားမှာဆိုလို့ရှိရင်တော့ဒီ 4-2 ဆိုတဲ့ result နဲ့သူတို့နိုင်ရခဲ့တယ်ကစားခဲ့တဲ့အသင်းကတော့ Peter Bond ဆိုတဲ့အသင်းကိုသူတို့နိုင်ခဲ့တယ်ပေါ့နော်အဲ့ဒါပြီးသွားဆိုလို့ရှိရင်တော့ Bundesliga မှာဆိုရင်တော့သူတို့အဝေးကွင်းမှာ Bayern Munich အသင်းကို 3-0 ဆိုတဲ့ result နဲ့သူတို့ဂိုးပြတ်ရှုံးတယ်ဒါကတော့ Bayern လို့ရှုံးမှာပဲပေါ့နော် Champions League မှာဆိုလို့ရှိရင်တော့ Benfica အသင်းကို 1-0 ဆိုတဲ့ result နဲ့အနိုင်ရထားတယ်နောက်ဆုံး3ပွဲကိုကြည့်မယ်ဆိုလို့ရှိရင်လည်းသူတို့စွမ်းဆောင်ရည်တော်တော်လေးကောင်းလာပြီးတော့3ပွဲစလုံးအနိုင်ရထားတာကိုတွေ့ရတဲ့အတွက်ကြောင့် Leverkusen အသင်းရဲ့စွမ်းဆောင်ရည်ကတော်တော်လေးကောင်းတယ်လို့ပြောလို့ရတယ်အဝေးကွင်းမှာဆိုလို့ရှိရင်လည်းအရင်ကြီးထင်တော့အခြေအနေမဆိုးပဲနဲ့နောက်ဆုံးဒီပွဲမှာဆိုလို့ရှိရင်တော့ Bayern အသင်းနဲ့ကိုပဲရှုံးပြီးတော့ကျန်တဲ့3ပွဲစလုံးအနိုင်ရထားတာတော့ကျွန်တော်တို့တွေ့ရတယ်ဒါပေမဲ့တစ်ခုရှိတာသူတို့တွေ့ခဲ့တဲ့အသင်းတွေက heavyweight အသင်းတွေမဟုတ်တဲ့အတွက်ကြောင့် Man City အတွက်ကတော့သူတို့ကတော်တော်လေးကိုစိန်ခေါ်မှုကြီးမဲ့အသင်းဖြစ်လာမှလည်းဖြစ်တယ်ပေါ့နော်အဲကြောင့်မလို့ဒီနေ့ပွဲစဉ်ကိုကျွန်တော်ခြုံငုံပြီးတော့ percentage နဲ့သုံးသပ်ပေးရမယ်ဆိုရင် Manchester City အသင်းပဲအနိုင်ရသွားဖို့တော့ကျွန်တော်80%လောက်သတ်မှတ်ပေးခြင်းနဲ့30%လောက်ကပဲမထင်မှတ်ဘဲနဲ့တေးကြကြာသွားနိုင်ခြင်းရှိရလို့ကျွန်တော်ထင်မြင်မိတာလေးတော့ရှိတယ်ပေါ့နော်အမှတ်မထင်မှတ်နဲ့ Man City ဘက်ကဂိုးပြတ်သွားတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်လို့ကျွန်တော်ထင်မြင်မိတာလေးတော့ရှိပါတယ်နောက်ထပ်ပွဲစဉ်တွေနဲ့ဆက်ပြီးတော့သွားလိုက်အောင်နောက်တဲ့ပွဲစဉ်တွေပွဲဆိုလို့ရှိရင်လည်း Champions League ပွဲစဉ်တွေမှာပွဲကောင်းတစ်ပွဲဖြစ်တယ်မာဆေးတင်းနဲ့ Newcastle တင်းတွေရဲ့ပွဲစဉ်ပေါ့နော်။ဆိုတော့မာဆေးတင်းရဲ့အိမ်ကွင်းမှာကစားတော့မှလည်းဖြစ်တယ်။အဲကြောင့်မို့ဒီပွဲစဉ်ကလည်းတေချာဘောက်ကိုကြည့်ကောင်းမဲ့ပွဲစဉ်တွေပဲဖြစ်မယ်ဆိုတာကျွန်တော်တန်းပြီးတော့ပြောလို့ရတယ်။ဘာလို့လဲဆိုလို့ရှိရင်တော့မာဆေးတင်းကလက်ရှိပြည်တွင်းမှာလည်းခြေစွမ်းတွေပြနေသလိုသူတို့အသင်းမှာလည်းတကယ်ကိုထိပ်တန်းကစားသမားအများစုရှိတာဖြစ်တော့ကြောင့်ဒီပွဲစဉ်မှာလည်းကျွန်တော်တူတူတန်တန်ရှင်ပြီးတော့ကစားမယ်ဆိုတဲ့အနေအထားမျိုးလေးမှာရှိလိမ့်မယ်ဒါပေမဲ့မလွယ်ကူပါဘူး။ဘာလို့လဲဆိုတော့ Man City ကိုကစားသွားတဲ့ပုံစံအတိုင်းဆိုရင်တော့ Newcastle တင်းရဲ့ခြေစွမ်းကတော့ next level တစ်ခုမှရှိနေတယ်လို့ပြောလို့ရတယ်ပေါ့နော်။ဒီနေ့တင်းရဲ့ head to head လုံးဝမရှိတဲ့အတွက်ကြောင့်ဒီနေ့တင်းကို head to head တွေ့ဆုံမှုတာတော့မရှိဘူးဒါသူတို့ပထမဆုံးချိန်တွေ့မဲ့ပွဲစဉ်ပေါ့နော်မာဆေးတင်းရဲ့အိမ်ဝင်ဆွမ်းဆောင်ရင်နောက်ဆုံး3ပွဲကိုကျွန်တော်တို့တစ်ချက်လောက်ကြည့်ကြည့်အောင်ကြည့်ရမယ်ဆိုလို့ရှိရင်တော့ Angers အသင်းကိုတူတူတည်ကြတယ် Atlanta ကိုဒီ Champions League မှာ 1-0 ဆိုတဲ့နဲ့ရှုံးပြီးတော့ဒီ Spain ဒီပြင်သစ်လီဂူမှာဆိုလို့ရှိရင်တော့ Brest အသင်းကို 3-0 နဲ့သူတို့အနိုင်ရခဲ့တာရှိရတဲ့အတွက်ကြောင့်သူတို့ကတပွဲတည်တပွဲရှုံးတပွဲနိုင်ဖြစ်တဲ့ကြောင့်အင်္ဂလိပ်ဆွမ်းဆောင်ရင်တော်တော်လေးအခြေအနေစိုးနေတယ်ဆိုတော့အနေအထားမျိုးလေးမှာရှိတယ်မကောင်းပေါ့ဗျာမကောင်းဆိုတဲ့အနေအထားမျိုးလေးမှာရှိတယ်ထပ်ဆောင်ပြောဖို့ရှိတာ Champions League မှာဆိုလို့ရှိရင်မာဆီကနည်းနည်းလေးအခြေအနေစိုးတတ်တယ်ဆိုတဲ့အနေအထားမျိုးလေးတစ်ခုမှာတော့ရှိတယ်ပေါ့နော်ကျွန်တော်တို့ဒီ Newcastle အသင်းရဲ့အဝေးကွင်းဆွမ်းဆောင်ရင်3ပွဲကိုကျွန်တော်တို့တစ်ချက်လောက်ကြည့်ကြည့်အောင် Newcastle ကလည်းအဝေးကွင်းမှာဆိုလို့ရှိရင်ဆွမ်းဆောင်ရင်တော်တော်လေးအခြေအနေစိုးနေအောင်တွေ့ရတယ်နောက်ဆုံး3ပွဲမှာဆိုလို့ရှိရင်3ပွဲသလုံးရှုံးထားတာကိုကျွန်တော်တို့တွေ့ရတာပေါ့နော်ဒါ Brighton ကို 2-1 နဲ့ရှုံးတယ်ပြီးတော့ဒီ West Ham ကိုတော့မှ 3-1 နဲ့ထပ်ပြီးတော့ရှုံးတယ်ပြီးတော့ဒီ Premier League မှာဆိုလို့ရှိရင် Brentford ကိုလည်း3-1 ဆိုတဲ့ဇာတ်နဲ့ဂိုးပြတ်ထပ်ပြီးတော့ရှုံးထားရဖြစ်တဲ့ကြောင့် Newcastle အသင်းရဲ့အဝေးဆွမ်းဆောင်ရေးကြီးကတော်တော်လေးအခြေအနေစိုးတယ်လို့ပြောလို့ရတယ်နောက်ဆုံး3ပွဲမှာ3ပွဲသလုံးရှုံးထားတဲ့အနေအထားကိုကြည့်မယ်ဆိုလို့ရှိရင်တော့ Newcastle ဒီနေ့ပွဲစဉ်မှာလည်းတော်တော်လေးခက်ခဲနဲ့ရင်ဆိုင်ရှင်မြန်မှုရှိတယ်ပြီးတော့ပွဲပန်းမှုအနေအထားမှာဆိုလို့ရှိရင်လည်းကာဆီယာပို့ပြီးတော့ပွဲပန်းနေနိုင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ Man City ကိုခံပြီးတော့ကစားခဲ့ရတဲ့ပုံစံကြောင့်ဒီနေ့ပွဲစဉ်မှာ ABRB ကစားနိုင်ပါမလားဆိုတော့မိကုန်းလေးကနည်းလေးတော့မေးစရာရှိတယ်ပေါ့နော်ဒီပွဲစဉ်လည်းကျွန်တော်ခြုံငုံပြီးတော့သုံးသပ်ပေးရမယ်ဆိုလို့ရှိရင်တော့ဒီပွဲစဉ်ကကျွန်တော်percentage နဲ့ပဲခွဲပြီးတော့ပြောပေးမယ်ပေါ့နော်မာဆီအသင်းအနိုင်ရသွားဖို့ကိုကျွန်တော်80%လောက်သတ်မှတ်ပေးခြင်းနဲ့20%လောက်ကပဲတေချာသွားနေကြည့်ရလို့ကျွန်တော်ထင်မြင်မိတာလို့ရှိတယ်။ Newcastle အသင်းနဲ့အနိုင်ရဖို့ဆိုတာနည်းလေးခက်ခဲနဲ့ကြိုးစားမယ်သဘောမှရှိရလို့ကျွန်တော်ထင်မြင်မိတာတွေတော့ရှိရပေါ့နော်။လူချင်းမင်းတို့ဒီပွဲစဉ်3ပွဲထဲမှာဘယ်လိုမျိုး result တွေဖြစ်လာမယ်လို့ထင်လဲ။မိမိရဲ့ထင်မြင်စားချက်လေးကဘယ်လိုရှိလဲ။အောက်က comment ထဲမှာဝင်ပြီးတော့မှတ်ငယ်ပေးလို့ရပါတယ်။ကျွန်တော်ဒီဗီဒီယိုကိုလည်းကျွန်တော် YouTube မှာလည်းတင်ထားပေးပါတယ်။ quality ကောင်းလေးနဲ့ကြည့်ချင်တယ်ဆိုလို့ရှိရင် YouTube မှာသွားပြီးတော့ကြည့်လို့ရပါတယ်။ကျွန်တော်ဒီဗီဒီယိုလေးနဲ့ channel လေးကိုကြိုက်တဲ့ဆိုလို့ရှိရင်တော့ like and subscribe follow နေပြီးကူညီခဲ့လို့ရပါတယ်။ကျွန်တော်နောက်ထပ်ဗီဒီယိုတစ်ခုကြာမှပြန်လည်ဆုံနေကြတာပေါ့